news ကိုကြည့်ရှုနေတဲ့ပြည်သူအားလုံးမင်္ဂလာပါအခုဆိုတော့ရန်ကုန်မြို့ဒါအင်းစိန်ချင်းထောင်နေပြီပေါ့နော်လွန်ငင်းရတဲ့ချင်းသားတွေကိုပြန်လွတ်ပေးနေတဲ့မျိုးဖြစ်ပါတယ်အခုချိန်ရစပြီးတော့ပေါ့နော်မနေ့17နာရီကျော်ချိန်ရစပြီးတော့အင်းစိန်ထောင်ကနေပြီးတော့လွန်ငင်းရတဲ့ချင်းသားတွေကိုစတင်လွတ်ပေးနေပြီပါတယ်ဒီနေ့ကံပါမရှိဆိုတော့ဒါပထမနှစ်စီးမှာတော့မိန်းကလေးတွေကိုလွတ်ပေးခဲ့ပြီးတော့နောက်စီးမှာတော့ဒါမျိုးသားတွေကိုလွတ်ပေးနေတာဖြစ်ပါတယ်ဒီလည်းနှစ်စီးဟုတ်လားတစ်စီးပဲတွေ့လိုက်ဟုတ်ပါဘူးဘူးထားတော့မင်းလေးရင်ထွက်တာကျန်တယ်များတယ်တော့ဒီနေ့ရဲ့အချင်းသားပါပါဝင်တဲ့သူရှိုးရဲ့မိသားစုဝင်တွေပျော်ရွှင်နေကြတဲ့မျိုးဖြစ်ပါတယ်ဟုတ်ပါစေဥတော်တော့အချင်းသားတွေလုပ်ပေးနေတဲ့ကားတွေတော့စရိုက်လုပ်ပေးနေတာတွေ့ရပါတယ်ဥတော်တော့လုပ်ပေးနေတာ10စီးလောက်တော့ရှိနေပါပြီအောင်
ထပ်ပြီးတော့လုပ်ပေးနေပြန်ထပ်လာနေပါဖြစ်ပါတယ်တို့ဒါအကျဉ်းသားတွေကိုဆက်ပြီးလွတ်ပေးနေပါတယ်လွတ်ငင်းရတဲ့အကျဉ်းသားတွေကိုအင်းစိန်ချင်းတော့ပါတယ်အချင်းသားတွေကိုလွန်ငင်းရတဲ့အချင်းသားတွေလွတ်ပြင်းနေတဲ့မြင်ကွက်ဖြစ်ပါတယ်ကျန်သေးရတော့ကျန်သေးတယ်ဒီတော့တော်တော်များများလွတ်ပေးပြီးနေလို့ဖြစ်ပါတယ်ဒီဒါမြန်မာနှစ်တစ်ခုခါသမီးအထိမ့်မဲ့ဖြစ်နေတော့เนาะနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနေပြီးတော့ဒီတနိုင်ငံလုံးတိုင်းတာနေတယ်ပေါ့เนาะလူငင်းရတဲ့အကျဉ်းသား4800ကျော်ဟိုဒါနိုင်ငံတော်ကအကျဉ်းသားအချုပ်တော်ပြီးမှာပြည်ထောင်ကြခံနေရတဲ့အကျဉ်းသား4800ကျော်ဒါလူငင်းတာခွင့်လူငင်းပြုလိုက်လူငင်းဝင်ပြုလိုက်တယ်လို့နိုင်ငံသားအကျဉ်းသားပြည်သူ73ယောက်တွေလာလူငင်းပြုခဲ့တာရှိပါတယ်ဟာရ
ရှုပ်ပြီးဖြစ်ပါတယ် 你不要打我，不要打我。后边先的来进来，教练。哦。 ဒီမှာတော့ဒါအင်းစိန်ချင်းထောင်နေပြီးတော့ဗောနော်။ငင်းခွင့်ရတဲ့ချင်းသားအရေးအတွက်ဘယ်လောက်ရှိလဲဆိုတော့လက်ရှိမှာတော့မသိရသေးပါဘူး။โอเคမနက်7:00နာရီကျော်အချိန်မှာပေါ့နော်ဒီရန်ကုန်မြို့အင်းစိန်ချင်းထောင်နေပြီးတော့ငင်းခွင့်ရတဲ့ချင်းသားတွေကိုပြုတ်ပြေးခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်ကိုယ်ဘယ်တော့လွတ်တာဘူးရဘယ်တော့ရှိအဲ့ဟုတ်တယ်အဲ့လေးလည်းမင်းတော့ရှေ့ရတယ်ဟိုဟာတဲ့မှုတွေများတယ်မှုတွေကတော့ကောင်းကောင်းလုံးမှုကစုံလို့ကျေးဇူးပါဟုတ်ကဲ့ပါဒါလည်းတော့သိရတာပေါ့နော်ဒါရန်ကုန်အစိတ်ချင်းထောင်းနေပြီးတော့ဒါမျိုးသားအောင်မျိုးရောပေါ့နော်စုပေါင်းချင်းသားချင်းတို့ပေါ့နော်ဒါရာချီပေးတယ်လို့သိရပြီးတော့အမှုမျိုးစုံပါဝင်တယ်လို့သိရပါတယ်ဟုတ်ကဲ့ပါဒါကတော့ဒီရန်ကုန်မြို့အင်းစိန်ချင်းထောင်ကနေပြီးတော့ဒါလွန်ငင်းရတဲ့အချင်းသားတွေကိုဒီနေ့ April 18 ရက်နေ့December ရက်နေ့မနက်ပိုင်း7:00နာရီကျော်အချိန်ကပြန်လွှတ်ပေးခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ခင်ဗျာ။